င်လေပြင်မှာခမည်းသင်္ဘောစမောင်းတော့မယ်ဆိုရင်ဘယ် rules တွေနဲ့ခမည်းသင်္ဘောမောင်းပါလဲဟုတ်ပြီအဲ့ rules တွေကိုရောဘယ်နေရာဘယ်သင်္ဘောတွေမှာအသုံးချရမှာလဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Master Maritime Knowledge Have MNK Hack ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကိုစီသူဖြစ်ပါတယ် Okay answer ကတော့ Collet 72ပေါ့ဗျာ Collet 72ရဲ့ Ruin application မှာဒီ Collet 72မှာပါတဲ့ rules တွေကိုအသုံးချရမယ်အကြောင်းတွေအကုန်လုံးပြောပြထားတယ် Ruin A မှာဘာပြောထားလဲဆိုတော့ဒီ Collet 72ထဲမှာရေးထားတဲ့ Rule 1ကနေပြီးတော့ Rule 41 အထိအကုန်လုံးကိုဘယ်သင်္ဘောတွေမှာအသုံးချရမလဲဆိုတော့ all vessel သင်္ဘောကုန်လုံးခမည်းသင်္ဘောကစစ်သင်္ဘောပဲဖြစ်နေပါလေစေ fishing boat ပဲဖြစ်နေပါလေစေ cargo ship ပဲဖြစ်နေပါလေစေ all vessel မှာသုံးရမယ်ဒါမှမပြီးသေးဘူးဘယ်မှာရှိရမှာလဲဆိုတော့ခမည်းသင်္ဘောက high sea ထဲမှာရှိရမယ်ဒါပြင် high sea နဲ့ဆက်ဆက်နေတဲ့ရေပြင်အကုန်လုံးဟိုဒီနေရာမှာတစ်ချက်တော့ရှိတယ်ဗျအဲ့ရေပြင်ကတဲ့ seagoing vessel လို့ခေါ်တဲ့ပင်လယ်ကူးသင်္ဘောကြီးတွေတွာလာနိုင်တဲ့ရေပြင်တော့ဖြစ်ရမယ်ဥပမာပြောရမယ်ဆိုရင်ခမည်းသင်္ဘောက ARWA မြစ်ထဲမှာမောင်းနေနေရနဲ့ရန်ကုန်မြစ်ထဲမှာမောင်းနေနေတဲ့ condition တစ်ခုမတူဘူးဗျဘာဖြစ်လို့လဲဆိုတော့ခမည်းသင်္ဘောကရန်ကုန်မြစ်ထဲမှာမောင်းနေခဲ့မယ်ဆိုရင်ခမည်းသင်္ဘောက high sea နဲ့ဆက်ဆက်နေရန်ကုန်မြစ်ကနှစ်ရန်ကုန်မြစ်ကပင်လယ်ကူးသင်္ဘောတွေ seagoing vessel တွေတွာလာနိုင်တဲ့ condition ရှိတယ်အဲ့နှစ်ချက်စလုံးနဲ့ကိုက်ညီတဲ့အတွက်ကြောင့်မလို့ခမည်းက Collet 72 rules ကိုသုံးရမယ်ဒါပေမဲ့ ARWA မြစ်ထဲမှာသွားမောင်းခဲ့မယ်ဆိုလို့ရှိရင်တော့high sea နဲ့တော့ဆက်ဆက်လေးရရှိတယ်ဒါပေမဲ့ seagoing vessel တွေတွာလို့မောင်းနေလို့မရနိုင်တဲ့ condition ဖြစ်တဲ့အတွက်ကြောင့်မလို့ ARWA မြစ်ထဲမှာတော့ခမည်း Collet 72ကိုသွားသုံးလို့မရအောင်ဟုတ်ပြီဒါဆိုပြောကြည့်အောင်ဗျာ BNN ဆိုင်ကုန်းမြစ်ကြောင်းထဲမှာခမည်းသင်္ဘောမောင်းခဲ့မယ်ဆိုရင်ဒါမှမဟုတ်ဘန်ကောက်မြစ်ကြောင်းထဲမှာခမည်းသင်္ဘောမောင်းခဲ့မယ်ဆိုရင်ဒါမှမဟုတ်ရှန်ဟိုင်းမြစ်ကြောင်းထဲမှာခမည်းသင်္ဘောမောင်းခဲ့မယ်ဆိုရင်ခမည်း Collet 72 rules ကိုသုံးပါလားမသုံးဘူးလားကွန်မန့်မှာပြောသွားလို့ရတယ်